တော့စိတ်ကူးလုံးမဲ့ပွဲတောက်တော့မယ်မကြခင်မှာကြီးရီတက်ပေါင်းစုနဲ့တူပြည်သူများပါဝင်တာ29ရွယ်မက်လာပါခုနှစ်က2026 80နှစ်မြောက်တက်မတော်လေးခန္ဓာအောင်မြင်မှုကလျှံလျှံတော့တန်းလျှောက်ပြီးရခဲ့တာမဟုတ်ဘူးစက်ကြရတဲ့ရက်ပြီးမနေဟောစိမ့်ကြီးလေးမှာကျင်းနေကတို့လန်အောက်မှာအသက်ပြမနေနေပြီးရခဲ့တဲ့အောင်မြင်မှုတွေတော့သမိုင်းလာပြီးဖြစ်ကြောင်းသူတဲ့တက်မတော်လေးအားလက်ပြလူပြကောင်းမှုအားလုံးစစ်ကြောင်းတွေနဲ့ standard army တွေသူရတက်တည်ကြည့်လို့နဲ့စူပါဟီးရိုးများလူမလာကြည့်လို့များအောင်ကာထားတဲ့တက်ရှိစီးလို့ကွာ history is forward if you ready ပဲကြည့်ဖို့ဟာ80နှစ်တိုင်ရက်ပြီးခဲ့တာ industry ကကြီးလို့ကွာမြန်မာနိုင်ငံရဲ့အသက်ကြီးကိုပြင်း80ကျော်နေတာဒီတက်မတော်ကိုတိုက်ခိုက်ကြတယ် rap နဲ့မတူဘူးအမေသားကြီးပြေးဖို့စမ်းတော့ခွေးမျိုးပါကအခြေစီလေးတွေမျက်ယူဝဲတက်မတော်တိုင်းကဘရောမှမရိုင်းဘူးဒီလိုလေးတွေကတက်တည်ပဲအဲ့တက်တည်ပဲဒီကြောင့်ခဲ့တဲ့ဇက်တွေနဲ့ဘာတက်တည်ပြီးအောင်လဲဒီငါတို့ကစစ်စစ်စစ်မင်းတို့တွေကငါတို့ TV လုံးလုံးလေးရင်းနေတယ်ဒါရီလည်း TV တွေကလောက်ဝေးရတာကြည့်နေတယ်ဒါကြည့်တဲ့ဘန်းလေးစစ်စစ်တယ်ဟေးအလန်တော့ကိုင်းဆော်လဲလာတဲ့စစ်တီတော်တွေပိုင်းနေထောက်လို့ရပတ်တယ်တာမိုးရဲ့ကဆဲနေငါတို့ကစတာဝဲရမှာငါပြီးလို့သားတယ်စစ်ကြောင်းကြီးတွေအားကြကမီမတူကြနဲ့မင်းတို့ကဝေးနော်ရပါပြီနောက်အောင်ရရစစတာစီလူရှင်မင်းတို့ကြောင်းလေးတွေ့